ဖန်ဆင်းရှင်တယောက်ကတေးသေးချာချာဖန်တီးထားသလိုမျိုးဒူဇန်အန်အောပဲပုံစံမျိုးနဲ့ရှင်သန်ပေါက်ရောက်နေကြတဲ့တစ်ပင်ကြီးများပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒင်းကား channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီတစ်ပင်ကြီးတွေကိုအမှတ်တမဲ့ကြည့်လိုက်မယ်ဆိုရင်ကဘာပေါ်ကမဟုတ်ပဲတခြားဂျိုးတစ်ခုခုကနေရောက်ရှိလာကြတဲ့တစ်ပင်ကြီးတွေလို့တောင်ထင်စရာရှိပါတယ်တဘာဝတရားကြီးကဒီသစ်ပင်တွေကိုဘယ်လိုစုပ်ချက်တွေနဲ့ဖန်တီးထားလဲဆိုတာကြည့်ရုံနဲ့တင်မင်းသက်စရာကောင်းလုံးပါတယ်။ပေါက်ရောက်ရှင်သန်ရတဲ့မြေအနေထားကြောင့်လား၊ရှားတီဥတုကြောင့်လား၊ဒါမှမဟုတ်လူတွေရဲ့ပြုပြင်ဖန်တီးမှုကြောင့်လား။ဒီနေ့မှာတော့တာမန်သစ်ပင်တွေရဲ့ဖြစ်တည်မှုပုံနဲ့မတူပဲထူးထူးခြားခြားပေါက်ရောက်နေတဲ့ကဘာပေါ်ကထူးဆန်းလာတဲ့သစ်ပင်ကြီးတွေအကြောင်းကိုပြောပြပေးသွားမှာပါ။ဗီဒီယိုလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားဖို့တောင်းဆိုပါရစေရှင်။အခုမြင်နေကြရတဲ့တစ်ပင်မဲကြီးကိုတော့လူအများကနတ်ဆိုးတစ်ပင်လို့ခေါ်ပါတယ်။ဒီလိုဘာကြောင့်ခေါ်ရတယ်လဲဆိုတော့သူ့ရဲ့အယောင်ကမီးသွေးခဲလို့မဲနဲ့နေပြီးတော့ကိုင်းဖြာထွက်နေတဲ့ပုံစံကနေကင်းဘက်ကြည့်ရင်တောင်ကြက်သီးထားစရာကောင်းလွန်းပါတယ်။နောက်ပြီးတော့ထူးထူးဆန်းဆန်းဒီတစ်ပင်ကြီးရဲ့ဘေးမှာတိုင်လုံးပုံစံအမီတစ်ပင်တစ်ပင်ကကပ်ပေါက်နေပါသေးတယ်။အပင်ကြီးရဲ့လက်မောင်းနဲ့တူတဲ့အကိုင်းနှစ်ဘက်ကဘေးကတစ်ပင်ကိုမရမကကုတ်တွေထားတဲ့ပုံကမသိရင်ဘဘူးဆရာတယောက်ကတေးသေးစထုလုပ်ထားသလိုမျိုးဖြစ်နေရပါပေါက်ရောက်နေတဲ့ပုံစံကိုသေချာကြည့်မယ်ဆိုရင်နတ်ဆိုးတစ်ကောင်ကအပင်တစ်ပင်ပေါ်ကိုကုတ်တက်နေတဲ့ပုံစံမျိုးမြင်တွေ့ရမှာပါဒီတစ်ပင်ကိုဒီလိုပုံစံမျိုးရရှိအောင်လူတွေကပေါပေါရှာရှာဖန်တီးထားတာလားဆိုတော့မဟုတ်ပါဘူးဒါဟာတဘာဝတရားကြီးကပြင်စလက်ဆန်ဆန်နဲ့ပုံဖော်ထားတဲ့လက်ရာတစ်ခုသာဖြစ်ပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့တစ်ပင်ကြီးကတော့ငရဲပြည်ရဲ့ဂိတ်တကားလို့တောင်တင်စားခေါ်ဝေါ်ရတဲ့အထိကြောက်စရာကောင်းတဲ့ပုံစံပေါက်ရောက်နေပါတယ်။မီနွန်လို့ခေါ်တဲ့တစ်ပင်ကြီးပဲဖြစ်ပါတယ်။အမတ်တမဲ့ကြည့်လိုက်ရင်နတ်ဆိုးတကောင်လူပြည်ကိုရောက်ပြီးတော့လမ်းတော်လမ်းလာတွေကိုမျက်လုံးပြူးကြီးတွေနဲ့စိုက်ကြည့်နေရလို့တောင်ထင်ရနိုင်ပါတယ်။ဒီတစ်ပင်ကြီးရဲ့အထူးခြားဆုံးပုံစံကိုပြပါဆိုရင်တော့လက်မောင်းနဲ့တူတဲ့ရှေ့လျားပြီးအရွယ်အစားကြီးမားတဲ့တစ်ကိုင်းကြီးတွေရှိနေတာပါ။အဲ့ဒီအကိုင်းကြီးနှစ်ကိုင်းဟာအပေါ်ကနေတွဲလဲခိုနေတဲ့ပုံစံမျိုးတည်ရှိနေပါတယ်။အနားကိုရောက်လာတဲ့ဘသူကိုမဆိုငရဲပုံကိုချက်ချင်းဆွဲခေါ်သွားတော့မယ့်အနေအထားမျိုးပါ။ဒါကြောင့်လည်းဒီတစ်ပင်ကြီးရဲ့အနားကိုညဘက်မပြောနဲ့နေ့လယ်ပိုင်းတောင်လာရဲတဲ့သူရှားပါတယ်။တတိယအနေနဲ့ကတော့ခွေးတစ်ကောင်နဲ့တူတဲ့မျက်နှာအသွင်တံမျိုးပိုင်ဆိုင်ထားပြီးတော့ရှေ့လျားလာတဲ့ခြေထောက်ကြီးနှစ်ချောင်းရှိတဲ့တစ်စိမ့်ပင်ကြီးဖြစ်ပါတယ်။ဒါအပြင်အပေါ်မှာလက်ပြက်ကြီးလိုမျိုးတစ်ကိုင်းတုံးကြီးနှစ်တုံးလဲပါရှိနေပါတယ်။အယောင်ကလည်းပင်စီတွေကအစတပင်လုံးစိမ့်နေရပါနောက်ထပ်ဝေမျှပေမဲ့အပင်ကတော့အဝေးကကြည့်ုံနဲ့တင်ရဲကျင်စရာကောင်းလွန်းနေတဲ့တစ်ပင်တစ်ပင်မှာမိတ်ဆွေတို့တေချာကြည့်ကြည့်ပါဒီတစ်ပင်ရဲ့ပုံစံကတစ်ပင်နဲ့မတူပဲလူနှာခေါင်းကြီးနဲ့သွားတူနေပါတယ်ပုံစံတွေတူတာမဟုတ်ပဲနှာပေါက်တွေပါဝင်ပြီးတော့သူ့ရဲ့ပုံစံကတခြားတစ်ပင်တွေနဲ့မတူပဲကွဲထွက်နေပါတယ်ဒါကြောင့်လူအများရဲ့စိတ်ဝင်စားခြင်းကိုခံနေရပါတယ်အခုပြောပြခဲ့တဲ့တစ်ပင်တွေထဲမှာမိတ်ဆွေတို့အကြိုက်ဆုံးတစ်ပင်ကဘယ်ဟာလဲဆိုတာပြောခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်